ခုတင်ဆက်ပေးမယ့်သတင်းကတော့ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ရုရှားပိုင်လေဆရာခိုင်နှုန်းကျော်ပျက်စီးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ယူကရိန်းကဒုံးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်ရုရှားပိုင်ဆိုင်ထားတဲ့မဟာဗျူဟာများအသုံးပြုရတဲ့စစ်လေယာဉ်တွေကဆရာခိုင်နှုန်းကျော်ပျက်စီးခဲ့လို့သိရပါတယ်။ပျက်စီးခဲ့တဲ့စစ်လေယာဉ်တွေမှာတာဝေးပြလက်နက်တွေကိုတည်ဆောင်တိုက်ခိုက်နိုင်တဲ့ TU-95 နဲ့ TU-22 ဘုံကျဲလေယာဉ်တွေပါဝင်ခဲ့သလို A-50 ထောင်လိုင်းလေယာဉ်တွေလည်းပါဝင်ခဲ့လို့သိရပါတယ်။ထိခိုက်ပျက်စီးရဲ့အရေးအတွက်အတိအကျကိုအတည်ပြုတာမျိုးမရှိခဲ့ပေမဲ့ဂျိုးတပ်ပုံမှတ်တမ်းတွေနဲ့တိုက်ခိုက်ခဲ့တဲ့ယူကရိန်းဒုံးတွေမှာကြန့်ရှိခဲ့တဲ့ဗီဒီယိုမှတ်တမ်းတွေအရရုရှားပိုင်လေ12စင်းအနည်းဆုံးပျက်စီးသွားခဲ့လို့သတ်မှတ်ထားကြပါတယ်။ရုရှားဒုတိယနိုင်ငံသားရေးဝန်ကြီးကတိုက်ခိုက်ခံခဲ့ရတာကြောင့်ပျက်စီးခဲ့ရတဲ့လေယာဉ်တွေကတချို့ကိုပြင်ဆင်သုံးပြုနိုင်မှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ရုရှားဘက်ကအဆိုပါဖြစ်စဉ်အတွက်ကြီးမားမှလက်တော့ပြန်တိုက်ခိုက်သွားမယ်လို့ပြောကြားခဲ့သလိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကယူကရိန်းနိုင်ငံမြို့တော်ကီဗ်ကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ငင်းချမ်းအောင်ပေးပို့လာပါ